နက်ကတော့ဇွဲကပင်တောင်ဆက်တက်ဖို့တက်သွားနေပါပြီလမ်းမှာတော့မိုးကတော့တဲကြီးမဲကြီးပါပဲကျွန်တော်တို့က body တောင်ဘက်ချမ်းကတက်ဖြစ်ပါတယ်တောင်ကြီးကိုရောက်ပါပြီဒီနေ့ဇွဲကပင်စတက်ဖြစ်တဲ့အထက်မှာကျွန်တော်တို့၄ယောက်ပြင်ပေါ့နော်ရန်ကုန်ကတွဲလဲပါတယ်ဗျသူတို့လည်းအတူတက်ဖြစ်တယ်ပေါ့နော်ဒီနန်းနန်းမှာတော့ကျွန်တော်တို့အနေကင်းအောင်ပေါ့အဲ့လိုမျိုးဆူတောင်းတာတွေတော့လုပ်ခဲ့ပေါ့ဇွဲကပင်တော့စမြင်နေရကြီးမြင်နေရတော့နည်းနည်းတော့စိတ်လှရှားတော့ရှိတယ်ဗျာလမ်းတောက်လျှောက်ကလည်းမိုးတွေတောက်လျှောက်ရွာနေတော့ဆိုတော့ဒီဘက် body ထောင်ဘက်ချမ်းကလက်တဲ့ရှိတယ်ဆိုပေမဲ့လည်းကျန်တဲ့ဟိုဘက်ချမ်းနဲ့ရှင်တော့နည်းတယ်ပေါ့နော်အဲ့တော့ဟိုက hiking စိတ်ဝင်စားတဲ့လူတွေကတော့ဒီဘက် body ထောင်ဘက်ချမ်းတက်တာတော့ပို့ပြီးတော့မှကျွန်တော်တို့တောင်တက်တဲ့အရာသာပို့ပြီးတယ်ပေါ့လမ်းမှာလည်းဗျာမိုးကတောက်လျှောက်ကိုတဲတာဗျာတောင်တော့ကြော်ဖြတ်ခဲ့ပြီလို့ထင်တာပဲဒီနေရာမှာကကျွန်တော်နဲ့အတူတက်ခဲ့တဲ့တွဲရအမတယောက်ကတက်နိုင်တော့ဘူးပေါ့နေခဲ့တယ်ဒီနေရာမှာပဲနေခဲ့တယ်ဒါတပ်ပုံလေးနဲ့ရိုက်ကြတဲ့ဖိုတိုရှူနေရပေါ့နော်ဖြတ်တနာအမှစားတာဗျာတက်နေရတယ်တော့အဲကျွန်တော်တိတ်တိစိတ်ပဲတက်နေရတယ်တန်ကျင်ကြီးပေါ့နော်အဲတစ်ပင်ကျိုးကြတဲ့တန်ချလိုက်တာလမ်းတော့ပိတ်မသွားဘူးထင်တာပေါ့နော်ကန်ကောင်းတယ်ဗျာလမ်းတော့ပိတ်မသွားဘူးနော်တစ်ပင်ကြီးတကူကကျိုးကြပါတယ်တန်ကျင်ကြီးပဲကြားလိုက်ရတယ်နော်ဒါမှကျွန်တော်ဆက်တက်လို့ရတယ်အဲ့လိုပဲဆက်တက်နေရနေပြီးတော့ကျွန်တော်တို့မုန်းပါတယ်ဆိုတော့လေကလေးတွေစီနောက်တစ်ခေါက်ပေါ့နော်လေကလေးတွေဆိုပေမဲ့လည်းစူးစမ်းပန်းစားတော့တက်ကြပါတယ်ဒီနေ့နဲ့အမှနေလာပြီရက်သွားပြီလေကလေးတွေတက်ရလို့တော့ဒုတိယမှာကျွတ်ကျဲနေတာပေါ့ရောက်ပြီတဲ့အပေါ်မှာအေးနောက်တဲ့လေကတူနောက်တဲ့လေမဟုတ်ဒီလေကနာမည်ကြီးတဲ့လေကမလားကြည့်လားသူကတက်လန်းဆင်းလန်းလေးတုတ်ထားလေသိလားအဲ့ဆိုရောက်တော့ဟောမှာရောက်တော့မှာဒီတောင်ကြားနေရတော်တော်မိုက်တယ်ဗျာဟိုလေကားတက်ရတယ်ဆိုပေမဲ့လည်းရတာမိုက်တယ်တိတ်ပင်လေဗျာအဲ့နေရတော့မြင်ရတယ်ကံကောင်းတယ်ပဲပြောမှာပေါ့နော်တိတ်ပင်လေမြင်ရဖို့တော့နည်းနည်းခဲရင်တယ်ပေါ့နော်ဒီနေ့ကတော့ကျွန်တော်မြင်ခဲ့ရပါတယ်မြူလေးဆင်းလာဒီနေရာတော့ဗျတောင်ထိပ်နဲ့တော်လေးနီးနေပါပြီမြူတွေလည်းတောက်လျှောက်ဆင်းနေတော့ရှူရင်းကတော့တော်လေးကိုချမ်းကိုလှတယ်ဗျမိုးရင်းမှာဒီဇွဲကပင်ကိုတက်ဖို့ဆိုရင်တော့ recommend ပေးပါတယ်တော်လေးမိုက်ပါတယ်
အဲ့ဒီမှာတောင်းတန်းတွေ့တဲ့ဟိုနေကန်တောင်းတက်တဲ့ကလေးတွေကတော့ပြောတာတစ်ချက်ပြင်းရောက်ပြီဆိုတာ ဆက်ပဲ အခုတက်နေတဲ့ဒီကလေးတစ်ဖြတ်ပြီးရင်တော့